ခါတုန်းကတောအုပ်တစ်ခုမှာတိရစ္ဆာန်များဟာစီးလုံးညီညွတ်စွာနေထိုင်ကြတဲ့ကွယ်ရုံကလေးပန်နီဟာသေးငယ်ပြီးလိမ္မာပါးနှက်တယ်ကျင်နာမှုရှိပြီးရဲရင်နဲ့တိရစ္ဆာန်တိုင်းဟာပန်နီကိုတခြားသူများကိုကူညီတဲ့အတွက်ချစ်ကြတဲ့ကွယ်တနေ့မှာကြားကြီးတစ်ကောင်ဟာတောထဲသို့ရောက်ရှိလာတော့တယ်ကြားကြီးဟာဘယင်ဖြစ်ချင်တာကြောင့်တိရစ္ဆာန်လေးတွေကိုချင်းချောက်တာပေါ့ကွယ်ဘန်နီဟာသူ့တငယ်ချင်းတွေရဲ့ကြောက်ရွံ့မှုကိုမြင်ပြီးအားလုံးရှေ့မှာရက်တည်ဖို့ဆုံးဖြတ်လိုက်တဲ့ကွယ်မင်းတို့ဘာမှကြောက်စရာမလိုဘူးငါရှိတယ်ဘန်နီဟာကြားကြီးကိုခွန်အားနဲ့မရှင်နိုင်တာကြောင့်သူ့ရဲ့ဉာဏ်ရည်နဲ့အနိုင်ယူရမယ်လို့စဉ်းစားလိုက်တယ်ဒီကောင်ကြီးကိုဉာဏ်ရည်နဲ့အနိုင်ယူရမယ်သူဟာထောင်ချောက်များကိုပြုလုပ်ကာလှဲ့ကွက်များအားအခြားတိရစ္ဆာန်များနှင့်အတူလှုပ်ဆောင်လေတော့သည်ဘန်နီကိုလိုက်ဖမ်းနေပေမဲ့အကြိမ်ကြိမ်လွဲချော်နေခဲ့တဲ့ကြားကြီးဟာပုံမူဒေါသထွက်နေတာပေါ့ကြားကြီးဟာခုတစ်ခုတည်းသို့ပြေးဝင်သွားသောဘန်နီအားအတင်းလိုက်ဖမ်းတော့တယ်မင်းမိလို့ကတော့တေးပြီးသားမတ်ဘန်နီဟာလိမ္မာပါးနှက်စွာနဲ့ပဲကြိုတင်စီစဉ်ထားတဲ့အတိုင်းအကူထဲကပဲတင်တန်ကိုနားထောင်ခိုင်းပြီးကူထဲမှာသူ့ထက်ကြီးတဲ့ကြားကြီးတစ်ကောင်ရှိသလိုပုံစံမျိုးပြုလုပ်လိုက်တဲ့ကွယ်ကြားကြီးဟာကြောက်လန့်ပြီးထွက်ပြေးတာပေါ့ကွယ်အမလေးကြောက်တယ်ကြပြေးမှာပဲတိရစ္ဆာန်လေးတွေဟာဘန်နီကိုဝိုင်းပြီးအားပေးကြတာပေါ့တောအုပ်ကလေးဟာလည်းပြန်ပြီးငိမ့်ချမ်းသွားတာပေါ့ကွယ်ဒါကြောင့်ဘန်နီလေးပြောချင်တာကတတိရှိခြင်းဆိုတာတန်မာခြင်းမဟုတ်ပဲအမှန်တရားဘက်ကိုရက်တည်ရဲခြင်းပဲဖြစ်တယ်ကွဒါကြောင့်ကလေးတို့လည်းဘန်နီလေးလိုအမှန်တရားဘက်ကိုရက်တည်ရဲရမယ်ကွနော်